ဖြစ်ပါမလားကွာရအောင်ငါကြောက်တယ်နော်ဖြစ်ပါတယ်ကွာငါတယောက်လုံးရှိနေတော့မင်းကလေသူတို့ကသားမင်းညောက်တဲ့နေတယ်ဆိုပေမဲ့သူ့မိကသူ့တမျိုးလုံးဝအထီးခံတာမဟုတ်ဘူးနော်ဘာတွေကြောက်နေအောင်ချလိုက်တစ်ခွက်တော့ချလိုက်သွားမယ်လားရအောင်ကွာဟုတ်မှလည်းတော့ဒါစမ်းပါဒေါ်လေးခိုင်စုဟေးဘသူတော့ဒါလူလူပါဗျဘာလာလောက်တာတော့အမေကဈေးဝယ်ခိုင်းလိုက်လို့ဗျဟောတော်ရေဘာပစ္စည်းတွေဝယ်ခိုင်းလိုက်တာတော့ကော်ဖီဝယ်ခိုင်းလို့အဲ့ကြောင့်ကော်ဖီလာဝယ်ရပါဗျအေးတော်သမီးတော့ရောက်လိုက်ပါဆိုမရလဲတွားရောင်းပေးလိုက်ပါဟေးကော်ဖီကဟယ်လိုကော်ဖီပဲရတာနော်ဆိုင်မှာဟုတ်တွားတေးချရမဟုတ်ငါမျိုးအရန်ချစ်တယ်ဆိုတာသိရတယ်ဟောအဲ့တော့မငင်းစက်ပါနဲ့တော့ရက်တူမကင်နဲ့တော့အဖြစ်ပြန်ပေးပါတော့လို့မလွတ်ဘူးအမေစီတိုင်မှာနော်အဖြစ်ပြန်ပေးမှာနော်တန်းကျင်တိုင်ဟာငါမလွတ်နိုင်ဘူးအမေဟေးဟယ်လိုကော်ဖီဘလောက်လဲမေအမရဲထားတယ်ညီမတွေ့ဘူးလားယူမမလားစဉ်းစားပေးသူကငါ့ကိုစဉ်းစားပေးမယ်တဲ့ရောက်ပြီဘာစဉ်းစားပေးမယ်တော့3နဲ့3ဘူးတော့မပိုးလာတဲ့ဟာကွာသူမဲ့ဆိုကလေးကြောင်ရကုန်ပြီကွာအဲ့တော့ငါဘာလုပ်ရမှာတော့ဒီကထပ်သွားမယ်ဟမ်အဖြေရအောင်တောင်းတော့မရတော့မင်းနဲ့တွေ့မယ်လာထမ်းမှာကွာမင်းအဲ့လိုတောင်းဆုံးတောင်းဟေးတေချာနဲ့ဒေါ်လေးခိုင်စုဟေးဟိုကျွန်တော်လူလူဗျအမေကဟယ်လိုလက်ဖေးဝယ်ခိုင်းတယ်တဲ့ကျွန်တော်ကော်ဖီနဲ့လာလဲမလို့ဗျဟေးဝယ်ပြီးပစ္စည်းပြန်မလဲပဲဝယ်ငါတို့ဆိုင်မဟုတ်ကလာဝယ်တာဗျအေးအဲ့ဆိုအမေတောင်းလိုက်မယ်ငါတောင်းလိုက်မလေရတယ်မေပြင်မနေလေတေချာလဲဟာလာလုတ်ပြမလားငါနဲ့လာနှုတ်ဆက်တာဟမ်နင်ဘယ်သွားမှမို့လို့ငါနေမချစ်တဲ့လောကကြီးမှာမနေချင်တော့ဘူးဟာနေမချစ်တဲ့လောကဟာကိုဘွားအတိတ်ပဲမဲ့ဥပိ္ပခါတွေတိတ်များတယ်ဟာဟဲ့ငါကြားဘူးသလိုပဲဟုတ်နင်မချစ်ဘူးလို့ပြောလို့ဟမ်ဒါဆိုနင်ငါ့ကိုချစ်တယ်ပေါ့နော်ရနေဟယ်လိုဒီလာဝယ်အစောအေးမင်းမျက်နှာလေးကိုကြည့်ရဟာဟယ်လိုကော်ဖီလေးလိုပဲခြုံမွေးပြည့်ပြည့်နေရပဲဟာဘာလို့ဖြေရခဲ့ပြီသူကလာကိုချစ်တယ်လေဟေးစိတ်မပိုင်လဲအဲ့တော့လို့ဟယ်လိုဆိုမှကြောက်ဟယ်လိုကော်ဖီတောက်ချင်တာဖြော့တယ်တော့မရမသွားနဲ့ဟိုမှာမီးလင်းနေမြင်လားတခါတည်းခိုးခဲ့ဟေးရောအဲ့လိုတော့မခိုးရောကွာကြောက်တယ်ဘာကြောက်တာတော့မင်းရလေကွာအဲ့ဒါဒီမှာစောက်ငါတော့ခေါ်ခဲ့မယ်ငါခေါ်ခဲ့မယ်စောက်နေနော်အေးဟော့တော့ဘတ်ထရီအကုန်သွားပြန်ပြီနဲ့တူတယ်ဘာလို့ချင်လိုက်ခဲလို့ဘသူလုံးလို့လို့ချင်လိုက်ဟာတာအေးဘာလို့ဘာဖြစ်လဲချင်လိုက်ဘာဤတော့မင်းကပါလာပြီဟာမင်းမဟုတ်ဘူးလေဘာမဟုတ်တာတော့မဟုတ်ဘူးလေမင်းတို့ပြောငါမပေါအောင်တော့ငါလည်းမဆိုင်ဘူးလေအဲ့ဒါခိုင်းနေတာမင်းဘာဖြစ်တာတော့ဟေးကဲဒီနေ့မင်္ဂလာပွဲလေးကတော့အရှိ9အိမ်နောက်9အိမ်အချင်းရုံးနဲ့မင်္ဂလာပွဲလေးပေါ့ဗျာဟယ်လိုဖူးစာမင်္ဂလာပွဲဆိုလည်းမမားဘူးပေါ့ဒါတော့သူတို့သားမောင်လူလူနဲ့သူတို့သမီးဒေါ်ခိုင်စုတို့ရဲ့နေစမောင်ရှင်းကသရိုးသားကိုကြတော့မောင်လူတခုပြီကျမကိုကြတော့ဘာကိစ္စဒေါ်ခိုင်စုတော့စိတ်မရှိပါနဲ့အမကြီးကကျွန်တော်တဲ့အသက်ကြီးတော့အမကြီးခေါ်နေကြမှာလှုပ်ကျိုးနေလို့ပါဗျာခင်ဗျာစိတ်ကြီးပဲသူတို့သားအမေကိုကြောက်လိုက်အောင်မလောက်ပါနဲ့ငရဲတွေကြီးကုန်ပါမယ်မာကြီးရဲ့သမီးရဲ့ဆမ်းမေကော်ဖီပြလိုက်တော့ဟုတ်မေဟိုဟာလေဟိုနှက်ကော်ဖီတောက်မှလားချုံမွေးပြတောက်မှလားလက်ဖက်တောက်မှလားမသိလို့မေဟောအကုန်လုံးသာဖြော်လိုက်တို့ရက်ကွက်ကဟယ်လိုဆိုအကုန်ကြိုက်ပြီးသားအော်ဟုတ်မေဟိုကအနာဘာလုံးညဝိုင်းကူပေးနေရလေအဖေဝိုင်းကူပေးနေရလေအဖေဘာဖေးတော့